မင်္ဂလာပါဒီတစ်ခေါက်ဒီမှာရှေ့ပိုင်းဟက်လုံးလာလေးပြမယ်နော်ဟက်လေးဘယ်လိုလုံးလဲဆိုပြမယ်နော်ဒီဘားလေးကတော့ grind ပြီးသွားပြီအဲ့တော့ဒီမှာဒါလေးကမီးဘားလေးနော်ဒါလေးကစီဘားလေးဒါအိတ်သောဒါအင်းလက်ခေါင်းလေးရင်တက်မယ်နော်ခေါင်းလေးတက်ပြီးရင်โอเคဒီမှာဘားတန်လေးအောက်ဘားတန်မထွက်တော့အောင်ဒီခေါင်းလေးဒီလိုလေးခံလိုက်နော်အဲ့လိုခံပြီးရင်ဒီမှာဘားဝိုက်စီးလေးရှိတယ်ဘားဝိုက်စီးကိုထည့်မယ်နော်ဘားဝိုက်စီးတစ်ထက်ရှိတယ်နှစ်ထက်ရှိတယ်နှစ်ထက်ကတော့တိတ်မထည့်ဘူးဘားရတာအားစားလို့ဒီမှာဘာဝိုက်စီးလေးထည့်မယ်နော်ဘက်ကထည့်ပြီးဒီဘက်ကိုထည့်မယ်နော်ဘက်ကိုထည့်မယ်ဘာဝိုက်စီးကိုဒီမှာအင်မန်လေးစွတ်မယ်နော်အင်မန်လေးစွတ်ပြီးရင်ဒီလိုလေးတည်လိုက်မယ်တည်ပြီးရင်ဒီမှာတက်ပြမောင်းကဒီမှာရှက်ကလေးပါရနော်အရှက်ကလေးနဲ့ตาလေးထိုးထည့်လိုက်ဟိုဒီမှာထည့်ပြီးထည့်ပြီးရင်ဒီမှာဘားစပလိန်နှစ်ခုရှိတယ်ဘားစပလိန်ထည့်မယ်အစိမ့်နဲ့ကျဲပါတယ်ဒီမှာနည်းနည်းစိတ်တွေဟာကိုအောက်ကိုထားမယ်နော်ဒီမှာနည်းနည်းစိတ်တွေဟာကိုဒီဘက်ကကျဲနော်ဒီဘက်ကနည်းနည်းစိတ်တွေဒီဘက်အောက်ကိုထားမယ်သူစပလိန်နှစ်ထပ်ပါမယ်နော်စပလိန်နှစ်ထပ်ကိုဒီလိုထည့်မယ်နော်ထည့်ပြီးရင်အောက်မောက်ထည့်မယ်ပြီးရင်ဘားသီးနှစ်စီထည့်မယ်နော်ဒီကြည့်တာနော်ဘားသီးနှစ်စီထည့်မယ်ထည့်ပြီးရင်ဒီဘက်ကဘားသီးကိုကြတော့ဒီလိုဘားသီးထည့်တဲ့ရနဲ့ထည့်ပြမယ်ဒီဘက်ကဟာတော့ကျွတ်ဆနဲ့ထည့်ပြမယ်နော်သူကနှစ်မျိုးထည့်လို့ရတယ်ဒီလိုဘားသီးထည့်ရမှမရှိဘူးဆိုကျွတ်ဆနဲ့ထည့်လို့ရနီးရှိတယ်အဲ့လေးကိုပြန်ပြမယ်ဒီဘက်ကတစ်ဖက်ကိုတော့ဒါလေးနဲ့ထည့်ပြမယ်နော်ဒီထည့်လိုက်ဒီတာလေးဖိချလိုက်ဝင်သွားရင်နော်ဝင်သွားတဲ့ဟာကိုဘားသီးကြမကြအောင်ဒါလေးခောက်ကြည့်ရတယ်ခောက်မကြည့်ဘားသီးပြုတ်မှာဆိုတော့နော်ပြီးရင်ဟုတ်ပြီဒီဘက်ကဟာကိုကြတော့ကျွတ်ဆနဲ့ထည့်မယ်နော်ကျွတ်ဆနဲ့ဘယ်လိုထည့်ဆိုပြမယ်โอเคဒီမှာကျွတ်ဆလေးရှိရကျွတ်ဆလေးကိုဒီမှာဘယ်လိုလေးညှက်မလဲဆိုတော့နှစ်ထပ်လေးနော်နှစ်ထပ်လေးကိုဒီလိုကန်လိုက်ကန်ပြီးတော့အဝိုင်းမုံလေးညှက်မယ်နော်ဟုတ်ပြီအဲ့လိုလေးညှက်မယ်နော်အဲ့လိုလေးညှက်ပြီးရင်ဘာလုပ်မလဲဆိုတော့14ဒီလေးနဲ့ထိုးထည့်မယ်နော်ဘားသီးလေးရင်ထည့်မယ်နော်โอเคဒီမှာဘားသီးတစ်စီးထည့်ပြီဘားသီးထည့်ပြီโอเคပြီးရင်ဒီမှာဒါလေးကိုဒီမှာခေါင်းလေးတို့တင်လိုက်အပေါ်နဲ့ဒီမီ14ဒီလေးထောက်လိုက်ထောက်ပြီးဖိမယ်နော်โอเคဒီမှာနော်ဝင်သွားရလားဘာသီးတဲ့ဝင်သွားရနော်ဝင်သွားခောက်ကြည့်မယ်နော်ဒီကောင်ကိုဖိရင်14ဒီနဲ့လည်းရတယ်12ဒီနဲ့လည်းရတယ်နော်ဖိထည့်လို့ရတယ်သိလားโอเคအဲ့ဒါပြီးရင်ဗာထည့်ရမလဲဆိုကင်းရှက်ထည့်မယ်နော်ကင်းရှက်ဒီကောင်ဒီမှာကင်းရှက်ကာဗနာထိတ်ရလေးပါသေးတယ်အဲ့ကောင်လေးဂျမ်းဖြစ်နေလို့ဖြုတ်လိုက်တာနော်ဇင်းလေးတွေဖြစ်နေတော့သူမပါလဲရတယ်နော်ဒီကောင်ကโอเคဒါလေးဖြုတ်ထားတယ်ဖြုတ်ထားဒီကောင်လေးကိုတက်မယ်နော်တက်ခဏနေစီလေးထည့်ရမယ်နော်မမေ့နဲ့နော်ဘောလေးကအချောက်ကြီးလဲမှာဆိုလို့6ကြီးလဲဆိုတော့ဟို6ကြီးသွားမမြင်နဲ့နော်โอเคတက်မယ်လို့တက်ပြီးဒီမှာတိုက်ပြမောင်းနော်တိုက်ပြမောင်းလည်းခေါ်တယ်မြောက်လက်လည်းခေါ်တယ်ဒီကောင်ရော့ကာအန်လို့လည်းခေါ်တယ်နော်သူ့ကိုဒီမှာရွေးရမှာစီပါနဲ့မိပါရွေးမယ်နော်ရရှိတာဒီမှာဒီကောင်လည်းစားရတယ်ဒီမှာအစားလေးနည်းနည်းသေးတယ်နော်သေးဒီမှာဒီမှာအချမ်းလေးတစ်ချမ်းကြံနေတယ်ဒီကောင်အပြည့်စားတယ်နော်အပြည့်နီးပါးစားတာတယ်ဒီကောင်စီပါဖြစ်တယ်ဒီကောင်မိပါဖြစ်တယ်နည်းနည်းကြံတယ်နော်ဒီဘက်ကနော်တော့ဘာကြောင့်လဲဆိုတော့ဒီမှာကြည့်လိုက်ကင်းရှက်ကိုကြည့်လိုက်ဒီမှာကင်းရှက်ကိုကြည့်လိုက်မယ်ဆိုဒီမှာကင်းရှက်ရိုက်တဲ့ဖူလေးတွေကမိဘကိုရိုက်တဲ့ဟာဒီမှာအိမ်စောဘောကိုရိုက်တဲ့ကောင်ကဒီကောင်သေးတယ်ဒီမှာအင်းလက်ဘောကိုရိုက်တဲ့ကောင်ကြီးတယ်နော်အဲ့တော့ဒါမှားမထင်နဲ့နော်မှားထင်တော့အတန်လေးနည်းနည်းထွက်တယ်နော်ဒီကောင်လေးကိုတေချာလေးရွေးပြီးထည့်ရမယ်အစ်စ်ထည့်နေကြတဲ့ဘက်ကိုထည့်လို့ရတယ်ဒါပေမဲ့ယူရီးယားဘိန်းနေဆိုတော့အိုင်နဲ့အီးနဲ့ခွဲတာအင်းနဲ့အိမ်စောခွဲပြီးတယ်ဒီကောင်နဲ့အိုင်နဲ့အီးနဲ့ခွဲမထားဘူးကောင်လေးမမအောင်တေချာလေးကြည့်ရမယ်နော်โอเคပြီးတက်တာပြမယ်โอเคတိုင်ပင်မောင်လေးထည့်မယ်နော်မထည့်ခင်မှာအင်ဂျင်လေးရင်စွတ်မယ်နော်โอเคပြီးရင်ဒီမှာတိုင်ပင်မောင်လေးရှိုးလိုက်နော်ရှိုးပြီးရင်ဒီမှာကင်းရှက်ကာဗနာလေးရှိရနော်ကင်းရှက်ကာဗနာလေးထည့်နော်ကင်းရှက်ကာဗနာလေးဒီဘက်ဘေးလေးကိုကတ်ထည့်ရမယ်နော်အားလေးကိုလိုထည့်မယ်တော့ကြည့်တာဒါလေးနဲ့ကတ်ထားဒီမှာပြောင်းလေးမှာရစ်ပါရနော်ရစ်ပါတော့ပြန်ထုတ်ရမယ်နော်โอเคပြောင်းနေတယ်မလိုပါဘူးပါရပါဒီမှာနော်ထည့်လိုက်ပြီထည့်ပြီးရင်အင်းလက်ကထည့်ပြီနော်အိမ်စောထည့်ပြီးအင်းလက်တက်မယ်နော်ထည့်မယ်โอเค
လေးညံ့တယ်နော်ပြီးဒီကောင်လေးထည့်မယ်နော်နှက်ရည်ကလေးကိုပြင်ထုတ်ထားမယ်ဒီနှက်ရည်လေးပါရနော်ဘက်ကပြောင်းလေးဟောနှက်ရည်မပါဘူးဘက်ကနှက်ရည်ပါတယ်နှက်ရည်ပါတော့ဟုတ်ဘက်ကအပြင်ထားရမယ်ဒါမှထုတ်တဲ့ခါကျတော့လေးရစ်ပြီးတော့ဆွတ်ထုတ်အောင်ပါဟုတ်ကဲဒါပြင်လည်းရိုက်ထည့်လိုက်မယ်နော်โอเคရပြီပြီးတိုက်ပေးလေးချိန်တာပြရမယ်โอเคဝဲဒီကောင်တိုက်ပေးလေးချိန်ကြည့်မယ်နော်တိုက်ပေးကသူကဘယ်လိုချိန်မလဲဆိုတော့ဒီကောင်နည်းနည်းလေးအရင်ဆုံးအကက်လေးပဲချိန်လိုက်မယ်နော်ဒီမှာနော်ဒီကောင်လေးနည်းနည်းလေးထက်အောင်အလုပ်ရှားမှုနည်းနည်းလေးထားမယ်နော်နောက်ကျရင်ဒီကောင်တိုက်ပေးပြန်ချိန်ရမှာဆိုတော့သူအကက်ချိန်လို့မရဘူးနော်သူဖီလာထိုးလို့ချိန်လို့ရတယ်နော်ဖီလာကတော့လောတယ်မထိုးသေးဘူးနောက်တစ်ခါချိန်တဲ့ခါကျမှပဲထိုးတော့မယ်နော်โอเคဒီမှာနည်းနည်းလေးခြံထားမယ်နော်ထက်အောင်လေးတက်ဒီနည်းနည်းမီးတဲ့ဆုံးလေးခြံမယ်နော်ခြံပြီးရင်ဒီဘက်ကကြက်မယ်ဒီဘက်ကကြက်ပြီးဒီဘက်ကလည်းရှော့မယ်ရှော့ပြီးရင်ဒီကောင်ကိုလဲ့မယ်လဲ့ပြီးရင်နည်းနည်းအတန်လေးနည်းနည်းကြားရတယ်ဖုန်းထဲမှာတော့မကြားဘူးလက်ထဲမှာတော့တွေ့ရတယ်နော်ဟုတ်ပြီအဲ့ပြီးရင်ဒီမှာတော့တိုက်ပကီလေးနဲ့ထောက်မယ်ရှစ်ကိုဝင်လေးနဲ့ထိမ့်မယ်ကြက်မယ်နော်ကြက်ပြီးရင်ဒီမှာပြောင်းပေါက်လေးဒီနန်းလေးနန်းကိုဒီညဝိုင်းလေးထည့်မယ်နော်โอเคဒီညဝိုင်းလေးထည့်ပြီးရင်ဒီမှာဒီဘက်ကဒီမှာတက်တဲ့ line လေးကို gasket လေးနဲ့ပြပြတော့လေးဖုံးမယ်နော်ဒီမှာ gasket CN4 နော်ဒီကောင်က wonderful bar နဲ့လာတယ်ဒါပေမဲ့ ring ကတော့ one time ring ကိုပဲထည့်ရတာနော်သူ piston နဲ့ကာချင်ပင်ပေါက်ကျယ်မယ်ဟာဒါသူရဲ့ piston ကာချင်ပင်ပေါက်ကကျယ်တယ်ဒါပေမဲ့ဒီ ring နဲ့ဒီအဝါဆိုင်က one time ring နဲ့တူတူပဲနော် CN4 ပဲနေရ okay gasket ကလည်းသူ့အနေနဲ့ပြန်ထည့်နော်ချာထည့် side time ပေါက်တွေပါမတည့်တာရှိရနော်ဒီဒီနေ့လေးတက်မယ်ကြည့်မယ်သူတက်ပြီပုံကဒီလိုပုံစံနဲ့လာတာမဟုတ်တော့ဒီလိုရှင်းနဲ့ဆွဲလေးနဲ့လာရနော်ကြည့်တာโอเคဟုတ်ပြီဒီအောင်လေးကဒီမှာ gasket ဒီထဲမှာ YC လေးထည့်ရမယ်နော် YC လေးထည့်မှလည်းနှက်ကြက်မယ်နော်ဒီစနစ်လုံးလာလေးကတော့နောက်ပတ်တူးပဲမျောကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်နေပြည်တော်တိုးတက်ကြပါစေ